ကွန်းစားရင်လည်းပါဇက်ဟာတာခတ်နေပြီလားစက်တာတွေစားရင်အရင်ကထက်ပိုပြီးတော့ပူဆက်ပူလောင်ဖြစ်နေပြီလားဒါဆိုရင်တော့သင်က oral submucous fibrosis လို့ခေါ်တဲ့ကင်ဆာအကျိုးရောဂါအဆင့်ကိုခံစားနေရပြီးဖြစ်နေနိုင်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရလဲ။ကွန်တီးထဲမှာပါတဲ့ Ricolin ဆိုတဲ့ဓာတ်ပစ္စည်းနဲ့ထုံးတဲ့ပါဇက်အတွင်းသားနံရံတွေကိုပျက်စီးသွားစေပြီးတော့အမာရွတ်တွေဖြစ်အောင်လုပ်လိုက်တာပါ။ကျွန်တော်စဉ်းစားကြည့်အောင်ပုံမှန်အသားပေါ်မှာအနာဖြစ်သွားရဲဆိုပါစို့။အဲ့ဒီအနာပြန်ကျက်သွားတဲ့အခါမှာပုံမှန်အသားနဲ့မတူတော့ပါဘူး။မာပြီးတော့တောင့်နေပါတယ်။ဒါဟာဘာဖြစ်လို့လဲဆိုတော့သူ့နေရာမှာပုံမှန်တ िश ူးတွေမဟုတ်ပဲ scar tissue လို့ခေါ်တဲ့အမာရွတ်တ िश ူးတွေအစားထိုးသွားလို့ပါ။ပါဇက်ထဲမှာလည်းဒီလိုပါပဲ။ဒီအမာရွတ်တ िश ူးတွေကပုံမှန်ထက်ပိုပြီးတော့မာတဲ့အတွက်ကြောင့်ပါဇက်ဟဖို့ခက်ခဲသွားတာဖြစ်ပါတယ်။လက္ခဏာတွေကတော့ပထမဆုံးအနေနဲ့ပါဇက်ထဲမှာအဖြူကွက်တွေဖြစ်လာမယ်။အပူအဆက်စားရင်အရမ်းဆက်လာမယ်။နောက်ဆုံးမှာပါဇက်အတွင်းသားတွေကမာတောင့်သွားပြီးတော့ပါဇက်ကိုကြဲကြဲဟလို့မရတော့တဲ့အထိဖြစ်သွားတတ်ပါတယ်။အဆိုးဆုံးကတော့ဒီယောဂါကကင်ဆာဖြစ်ဖို့လမ်းစာပဲဖြစ်ပါတယ်။ကွန်းစားတာကိုအမြန်ဆုံးမဖြစ်ဘူးဆိုရင်ပါဇက်ကင်ဆာဖြစ်ပြောင်းလဲသွားဖို့ရှားတိုင်းတော့အတော်များပါတယ်။ဒီယောဂါကဖြစ်ပြီးသွားရင်လည်းကုသရတာအရန်ခတ်ပြီးတော့အမာရွတ်တွေကိုပြန်ပြုတ်အောင်လုပ်ဖို့မလွယ်ကူပါဘူး။ဒါကြောင့်မို့လို့အခြေအနေမဆိုးခင်မှာကွန်းကိုအခုပဲအမြန်ဆုံးဖြတ်လိုက်ပါ။မိမိကိုယ်ကိုပြန်စစ်ဆေးကြည့်ပါ။ကွန်းစားတယ်ပါဇက်ဟာတာခတ်နေပြီဆိုရင်တော့နီးစက်ရသွားနဲ့ကတွင်ဆေးရဝင်နဲ့အမြန်ဆုံးသွားရောက်တိုင်ပင်လိုက်ပါ။သင်ကြိုက်လို့ပဲဖြစ်စေနှမျောလို့ပဲဖြစ်စေမဖြစ်နိုင်တဲ့ကွန်းတရားကအသက်ကိုနှုတ်ယူသွားနိုင်ပါတယ်။